သွေးကင်ဆာ remission ရထားတဲ့လူနာကိုတုပ်ကြည့်ဖို့အတွက်ငှက်ပျောဘူးသွားခုတ်ပါမယ်။ငှက်ပျောဘူးမှာအမြင့်ဓာတ် မဂနီဆီယမ် ပိုတက်ဆီယမ် သံဓာတ်နဲ့ antioxidants တွေအများကြီးပါလို့စီးချိုသမားတွေအတွက်အထူးသင့်တော်သလိုဦးလန်းကြောင်းနဲ့အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။သွေးအားနေတာကိုလည်းကာကွယ်ပေးပါတယ်။ငှက်ပျောဘူးကိုအရင်နေဖယ်ပြီးထက်ချမ်းချမ်းပြီးဥတိုင်းကိုထောက်ထားပါမယ်။ငှက်ပျောဘူးအသားကလေနဲ့ထိရင်အယောင်မဲသွားတတ်လို့တံမြာရည်တားမှုရင်ရှောက်ရည်ကိုယူပြီးအပေါ်ကနေပုတ်ပေးပါမယ်။ငှက်ပျောသီးပေါက်စလေးတွေကိုတော့ရင့်နေရင်ဖယ်ထုတ်လိုက်ပြီးတော့နှုတ်တဲ့အပိုင်းကတော့ယူလို့ရပါတယ်။အခုလိုမျိုးအရင်နေဖယ်ပြီးရင်တန့်စင်ထားတဲ့ငှက်ပျောဘူးသားကိုပပလေးတွေလှီချလိုက်ပါမယ်။ခါတဲ့ငှက်ပျောဘူးဆိုရင်တော့အရေးညှစ်ပြီးတော့မှစားရည်ထဲမှာခဏစိမ်ပေးပါမယ်။ဒီငှက်ပျောဘူးကတော့ရခိုင်ငှက်ပျောဘူးမို့လို့လုံးဝမခါတာကြောင့်မို့လို့စားရည်ထဲကိုဓာတ်ရိုက်စိမ်လိုက်ပါတယ်။စားရည်ကငှက်ပျောဘူးကိုအယောင်မပြောင်းစေပဲအခါတက်နဲ့အဆေးတက်တွေကိုလျော့သွားစေပါတယ်။ငှက်ပျောဘူးပြုတ်ဖို့စတီးအိုးထဲမှာရေထည့်မယ်။စားရည်စိမ်ထားတဲ့ငှက်ပျောဘူးလှီးပြီးသားတွေကိုထည့်ပြီးပြုတ်ပါမယ်။ငှက်ပျောဘူးတွေနူးဤမသွားအောင်လို့စူရာနဲ့ချက်ချင်းဆယ်ထုတ်ပါမယ်။ပြီးရင်ရေအေးထဲမှာစိမ်ထားပါမယ်။ရေစစ်ထားတဲ့ငှက်ပျောဘူးတွေကိုတံမြာရည်နဲ့အချင်းထက်သွင်းထားပါမယ်။ရေပဲဆန်ထောင်တီဟိုစီလှော်ထောင်နှမ်းထောင်ပဇွန်ချောင်းမှုစားနဲ့ကြက်သွန်နီပပလှီးထားတာတွေကိုထည့်မယ်။စီချက်ကိုကြက်သွန်နီစီချက်ကောကြက်သွန်ဖြူစီချက်ကောအသုံးပြုပါမယ်။ငှက်ပျောဘူးတုပ်ကိုခပ်ဖွားဖွားလေးနယ်ပေးပါမယ်။အရသာနှံ့ဆက်ပြီးစိတ်တိုင်းကြပြီဆိုရင်ငရုတ်သီးမစားတဲ့သူတွေအတွက်ပကံလေးနဲ့တီးတန့်ဖယ်ထုတ်လိုက်ပါမယ်။ငရုတ်သီးမှုန့်ကိုတော့ဓာတုဓာတ်ကျွင်းနေနဲ့ငရုတ်သီးမှုန့်ကိုဖယ်ထုတ်ထားတယ်အိမ်မှာကိုယ်တိုင်လှော်ထားတဲ့ငရုတ်သီးမှုန့်ကိုအသုံးပြုပါတယ်အရသာလည်းရှိအာဟာရဓာတ်တွေလည်းအများကြီးပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ငှက်ပျောဘူးတုပ်တစ်ပွဲရပါပြီအမြင့်ဓာတ်ကျွဲဝပြီးကယ်လိုရီနည်းတဲ့အတွက်ဝိတ်ချနေတဲ့သူတွေကျန်းမာရေးလိုက်စားသူတွေအတွက်အသင့်တော်ဆုံးဟင်းလျာလေးတစ်ခုဖြစ်ပါတယ်နောက်ထပ် healthy recipes အစီအစဉ်လေးတွေမှာပြန်ဆောင်ကြအောင်မယ်နော်အစဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်